သုံးချနာခရဗေဒပညာရှင်ဆရာရန်နိုင်ကျော် TikTok အကောင့်နဲ့ Facebook အကောင့်ကိုကြည့်ရှုနေကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပေါင်းနဲ့ခံကြောင်းကြပါစေဘေးပေါင်းရန်ပေါင်းကနေကင်းဝေးကြပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဒီကနေ့ဗီဒီယိုဖိုင်မှာကတော့2026ခုနှစ်မကရာရာသီဘွားတွေအတွက်ကံကြမ္မာအကောင်းအမြတ်တွေကိုအရှေ့တိုင်းနက္ခတ္တဗေဒနိစရနဲ့တင်ပြပေးသွားမှာဖြစ်ပါတယ်ဇန်နဝါရီလ15ရက်နေ့ကနေဖေဖော်ဝါရီလ12ရက်နေ့တွင်မွေးဖွားကြသူတွေဟာမကရာရာသီဘွားများဖြစ်ကြပါတယ်မကရာရာသီဘွားတွေအနေနဲ့2026ခုနှစ်အတွင်းမှာနိုင်ငံခြားနဲ့ဆက်ဆက်တဲ့လုပ်ငန်းတွေလူမျိုးကြားနဲ့ဆက်ဆက်တဲ့လုပ်ငန်းမျိုးတွေအထူးအောင်မြင်ပါလိမ့်မယ်အဲ့ဒီလုပ်ငန်းကနေပြီးတော့မှအကျိုးမြတ်ရတာမျိုးတွေကြုံတွေ့လာပါလိမ့်မယ်နောက်တစ်ခါဤပညာနဲ့ဆက်ဆက်တဲ့လုပ်ငန်းမျိုးတွေအောင်မြင်တိုးတက်မှုတွေရရှိလာပါလိမ့်မယ်ငယ်ရွယ်တဲ့သူတွေအနေနဲ့ကတော့ပညာရေးမှာထူးချွန်ပြီးတော့မှယခုနှစ်မှာတော့ထူးထူးချွန်ချွန်အောင်မြင်မဲ့နှစ်ဖြစ်ပါတယ်မကရာရာသီဘွားတွေအနေနဲ့2026ခုနှစ်မှာတော့ဝင်ငွေနဲ့ထွက်ငွေမမျှမတပဲဖြစ်နေပါလိမ့်မယ်ဝင်သမျှငွေတွေဟာမေရမပြနိုင်ပဲနဲ့ကုန်ကျစရိတ်တွေများနေမဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်ငယ်ရွယ်တဲ့သူတွေအနေနဲ့ကတော့အချစ်ရေးအိမ်တော်ရေးပါအချက်တကွဲအကျိုးနဲ့ဖြစ်တာမျိုးကြုံတွေ့နိုင်ပါတယ်ဒါကြောင့်မို့လို့အစအရာတတိထားဖို့လိုအပ်ပါလိမ့်မယ်အသက်ကြီးရင်းတဲ့သူတွေအနေနဲ့ကတော့ကျန်းမာရေးနဲ့ပတ်သက်လို့ခံစားနေရတဲ့ဝေဒနာတွေခံစားနေရတဲ့ယောဂတွေကတော့ဆေးကောင်းဆရာကောင်းတဲ့တွေ့ပြီးတော့မှပြန်လည်ကောင်းမွန်လာတာမျိုးကြုံတွေ့နိုင်ပါတယ်အထူးသဖြင့်ကတော့2026ခုနှစ်တကြံကာလပြီးသွားလို့ရှိရင်မကရာရာသီဘွားတွေအနေနဲ့အိုးရင်အသစ်တွေပိုင်ဆိုင်တာမျိုးယာဓုတိုးတာမျိုးတဆင့်မြတ်တောင်းဝင်တွေထမ်းဆောင်ရတာမျိုးအခုထက်ပိုပြီးတော့ကောင်းတဲ့နေရာမျိုးတွေကိုရောက်ရှိပါလိမ့်မယ်ကြုံတွေ့ရပါလိမ့်မယ်ကွဲကွာနေတဲ့မိသားစုတွေပြန်လည်ပြီးတော့မှပေါင်းစည်းကြတာမျိုးမိသားစုတွေပျော်ပျော်ရွှင်ရွှင်နဲ့နေရတာမျိုးတွေပြန်လည်ကြုံတွေ့လာပါလိမ့်မယ်မိတ်ဆွေတို့အနေနဲ့2026ခုနှစ်မှာမိမိအတွက်စီးပွားရေးလူမှုရေးကျန်းမာရေးအချစ်ရေးအိမ်တော်ရေးတွေကိစ္စအပါအဝင်အသေးစိတ်သိကျင်ပါကကျွန်တော်ရဲ့ဖုန်းနံပါတ်495552644ကိုဖြစ်စေ Messenger ကဖြစ်စေ Viber ကဖြစ်စေဆက်သွယ်ပြီးတော့မှမေးမြန်းနိုင်ကြပါတယ်မိတ်ဆွေများအားလုံး2026ခုနှစ်မှာစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းတွေပြည့်စုံကြပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်